ရှိတယ်ကျွန်တော်ကခေါင်းနေလိုက်ရင်ဒီနေရာကနေပြီးတော့အတက်တွေထွက်တာရှိတယ်ဟုတ်ပြီနော်ဥပမာကျွန်တော်ဒီဟာကိုဖြတ်ချလိုက်မယ်ဆိုရင်ဒီအပေါ်တက်เสียမရှိတော့ဘူးမရှိတိုင်းဒီဘေးတွေကနေပြီးတော့ဒီနေရာကနေပြီးတော့ဂိုင်းတွေထွက်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုထွက်လာတဲ့ဂိုင်းမှာဒီအောက်ကိုစိုက်နေတဲ့ဂိုင်းဆိုရင်ဖြတ်ပြစ်ပါလို့ရပြီနော်နောက်တစ်ခုကဒီပင်စီမာကြီးကနေကတ်ပြီးတော့ဟုတ်ပြီနော်ပင်စီမာကြီးကနေကတ်ပြီးတော့သူကဒီလိုဂျားထဲမှာပဲဒီလိုသွားနေမဲ့ဂိုင်းဆိုရင်ဖြတ်ပြစ်ပါလို့ပြောအဲ့ဒါအသုံးမတည့်တဲ့ဂိုင်းနော်နောက်တစ်ခုကဘာလဲဆိုရင်မှာဒီလိုဂိုင်းတစ်ခုကသွားတယ်နော်ဒီဘက်ဂိုင်းတွေသွားတဲ့ခါမှာတချို့ဂိုင်းတွေက6သွားတယ်ဘာမှမရှိအဲ့6သွားတဲ့ဂိုင်းတွေကိုလည်းဘာလို့ရမလဲဖြတ်ပလိုက်ပါလို့ပြောတာဂိုင်းဖြတ်တဲ့နည်းပေါ့နော်နောက်မှကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်နော်တော့တိုက်သေးနေတဲ့ဂိုင်းတွေဖြတ်တယ်နောက်တစ်ခုကຫນွယ်ကြီးလို့ဆင်းသွားတဲ့ဂိုင်းဟုတ်ပြီနော်ဒီလိုဖြတ်မှောက်တန်းတန်းမသွားမယ်တော့ຫນွယ်လို့လေအဲ့လိုကောက်ကောက်ကူးနဲ့ဆင်းသွားအဲ့ဂိုင်းတွေလည်းဖြတ်တာပလိုက်တော့ကော်ဖီမှာဂိုင်းဖြတ်ခြင်းအပြင်မှတ်နှမျောပါနဲ့ဟုတ်ပြီနော်နှမျောလိုက်ရင်အထွက်ကြပေါင်းတော့ပဲတချို့ကြတော့ဒီဂိုင်းမျိုးငါဖြတ်ပလိုက်ရမှာဆိုပြီးနှမျောကြတာဗောနော်မှတ်နှမျောနေသူဖြတ်ပလိုက်ပါလို့အဲ့တော့ဖြတ်ရမယ့်ဂိုင်းတွေကအဲ့လိုပုံစံနေဆိုရင်ဖြတ်ပြရမယ်ရလားရနော်ပြီးတော့ဒီနေရာနေဒီဘက်ကိုပြန်လာတဲ့ဂိုင်းမျိုးဆိုလည်းဖြတ်ပြပါလို့သူကပြောပြပြီးရလားရနော်အဲ့ဒါပြီးရင်ဒီဘက်မှာကျွန်တော်ခေါင်းနှိမ့်ရအဲ့တော့ဒီဘက်မှာအပင်ဟာကော်ဖီပင်ဟာခေါင်းညွတ်နှိမ့်ပေးရတယ်တဲ့နော်အဲ့လိုခေါင်းညွတ်နှိမ့်မှာကော်ဖီပင်တန်မာလာတယ်အဲ့တော့ဒီကော်ဖီပင်တစ်ပင်ကိုခေါင်းညွတ်နှိမ့်တော့မယ်ဆိုရင်လည်း3ခါနှိမ့်ပေးရတယ်ဟုတ်ပြီနော်ကော်ဖီပင်ခေါင်းညွတ်နှိမ့်နေဆိုဒါကိုဘာလို့တာတော့ဖြတ်ပြစ်တာဟုတ်ပြီနော်အဲ့တော့ဖြတ်ပြစ်တဲ့ဟာကဘယ်နှခါလောက်ရမလို့3ခါလောက်ရမယ်နော်ဒီလောက်မှတစ်ခါသူ့ဖြတ်ရမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ရဲ့ရင်မဲ့ဒီလောက်မှတစ်ခါဖြတ်ရမယ်ဟုတ်ပြီနော်ပြီးရင်9ပေ6ပေတော့လောက်ဟုတ်ပြီနော်အဲ့လောက်မှတစ်ခါဖြတ်ပြီးဒါကနောက်ဆုံးဖြတ်တာလေဖြတ်ပြီးသူ့အတက်မြင့်